ဒါမင်းတို့ရဲ့ pre order လေးရောက်တာပါ pre order ဆိုတော့ install လေးလည်းပါတာပေါ့နော်ရောက်တဲ့နေ့ကဒီနေ့က31ရက်3လ2025ငလင်းနေကြီးကျယ်လှုပ်ပြီးတော့ကြီးကျယ်ဒုက္ခရောက်ပြီးတော့2ရက်3ရက်မြောက်လေးပေါ့နော်အဲ့အတွက်မင်းတို့ pre order လေးတွေကတော့ထုံးစံတိုင်းပဲပစ္စည်းစစ်ပြီးတော့လူစားပေါ့နော်ရောက်တဲ့သူတွေကိုရတဲ့လူတွေကိုဆက်သွယ်ပြီးတော့မင်းတို့ဘာသာမင်းတို့ပဲပို့ပေးလိုက်ပါမယ်quality ထဲမှာလည်း monthly တို့ဘာတို့ဘက်ကရှိရတွေလည်းပါတဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းယူနိုင်လို့ရှင်လည်းယူဖို့မယူနိုင်လို့ရှင်လည်းမင်းတို့ပြန်ရောင်းပေးရဖြစ်ဖြစ်တစ်ခုခုပြန်ပြီးတော့စီစဉ်ရမှာပေါ့နော်ဒါလေးတွေတော့ရှိပါတယ်ဒါလေးကရောက်ထားတဲ့ pre order လေးပေါ့နော်ခုန box တွေကိုဖြီးလိုက်တာဒီဗီဒီယိုလေးကိုတင်တဲ့အချိန်ဆိုလို့ရှိရင်တော့ဒါတွေကတော်တော်များများကတော့ပို့ပြီးသားဒီမှာပို့လို့ရတဲ့သူတွေပေါ့နော်ပို့ပြီးသားလည်းဖြစ်နေမှာပါပို့လို့မရသေးတဲ့သူတွေအတွက်လည်းတိန်းထားပေးရဖြစ်မှာပေါ့နော်ဒါလေးတွေပါအဲ့တော့ဘာမှမဟုတ်ပါဘူးမင်းတို့ပုံမှန်ဆိုလို့ရှိရင် order ရောက်တိုင်းမင်းတို့ကဒီလို pre order ရောက်တယ်ဆိုတာတစ်ခါ install ကရောက်တယ်ဆိုတာကိုတစ်ခါမင်းတို့တင်ပေးနေကြပါတော့တို့ရဲ့လုပ်နေကြဒါပေမဲ့အခုကကြတော့ငလျင်တန်နဲ့ရှိနေတယ်အကုန်လုံးကလည်းစိတ်မကောင်းစရာတွေနဲ့ကြုံနေရတဲ့အတွက်ကြောင့်မလို့မင်းတို့အကျတုံးဝင်နေလုပ်နေတော့ပါဘူးဒါပြီးတော့မှအေးစစ်စစ်တင်ပါပါဒါတော့ဟို order လေးတွေကတော့မင်းတို့စူးစမ်းပြီးတော့လုပ်ပြီးထားလို့ရောက်လာတယ်ဆိုတာလေးကိုတတ်ပြချင်အောင်တတ်ပါပဲเนาะနိုင်ပါပဲမင်းတို့ဆရာမှားထားတဲ့သူတွေရောမမှားဘူးသေးတဲ့သူတွေရောအတွက်ပေါ့နော်ဒီအတွက်ပြပေးတဲ့သဘောပါပဲစောင်းတွေကတော့အများကြီးပဲဒါရတော့ pre order တွေပေါ့နော်ပါတဲ့သူတွေလည်းမှားထားတဲ့ပါတဲ့လူလည်းရှိမယ်မရောက်သေးတဲ့သူတွေလည်းရှိမယ်မရောက်သေးတဲ့သူဆိုတော့ရက်ချင်းမပြည့်သေးလို့ပါဒီဥစ္စာတော့မင်းတို့ပေးထားတဲ့ရက်ချင်းအတိုင်းပဲ3လပိုင်းဝင်ကုန်ဆိုတော့ကိုက3လပိုင်းကုန်ပြီးတော့ April မှာရောက်ကမဲ့ဟာလေးတွေနည်းနည်းလဲပါလာတယ်ပေါ့နော်နောက် order ကြတော့မေတို့ဂျွန်တို့မှာရောက်တော့မှာဒီဘက်ကအပုံကြီးကတော့ဒါ install တွေဒါရတော့ loss မတင်သေးပါဘူးနော် install တွေကမတင်သေးပါဘူးကိုယ့်ကိုသိချင်တဲ့ sound တွေရှင်တော့လာမိလို့ရပါတယ်ဒါလေးကတော့နေမယ်မတင်သေးဘူးဆိုတာကနောက်ကျရင်ဒီဗီဒီယိုတင်တဲ့အချိန်မှာလည်းဒါရတင်ပြီးသားလည်းဖြစ်နေမှာပေါ့နော်အချိန်ကြီးကတော့ဘယ်လိုလဲမပြောတော့ဒါတော့အဓိကကတော့ဒီ pre order မှာထားတဲ့ collector လေးတွေအတွက်မင်းတို့အင်းစူးစမ်းပြီးလုပ်ပေးထားတာရောက်လာပါပြီလို့နော်ဒါလေးပါပဲကျေးဇူးတင်ပါတယ်ဒါကတော့မင်းတို့ဒီတစ်ခါ install ပါတဲ့ Bias Bow ပုံလိုက်ကြည့်ပေါ့နော်ပုံလိုက်ကြည့်ပါpost လေးတွေတင်မှုကတော့နည်းနည်းကြာပါမယ်ထုံးစံတိုင်းနည်းနည်းစီပေါ့နော်ဒါကတော့အမီးပေါ့ကြည့်ချင်ရင်လို့ရှင်အရင်ကြည့်ထားပါတော့ဒါလေးရမယ်ခန်းကြီးနဲ့ပတ်သက်တဲ့အဲ့လို practice စာအုပ်ဒီပုံစံမျိုးထင်တယ်အရင်တော့လည်းမင်းတို့ရောင်းမှုလေလေပြောတော့ဒီလိုမျိုးစာတွေကိုဟိုနေ့ဖြစ်တဲ့ filling ကတ်ကလေးလည်းပါတယ်ဟာနိအနီအောင်ကတ်ကလေးအဖြေလေးတွေကိုပေါ့နော်ဖြောက်တဲ့ဟာပေါ့နော်ဒီလိုမျိုးပဲဒီလိုတော့လည်းအဖြေလေးမမြင်ရတော့မရတော့သေးအဲ့လိုပုံစံလေးလေဒီလိုစာအုပ်လေးမင်းတို့အရင်တော့လည်းရှောင်းမှုပါတယ် install လေးရှာပါတစ်ခါတလေမှပါလာတာစာအုပ်ကဘယ်လိုပြောမလဲ practice စာအုပ်တာပြောတယ်နည်းလည်းမရှိဘူးနော်မှတ်ရလေးတော့မရှိဘူးစာအုပ်ကလုံးဝအသစ်တိုင်းပဲအဲ့တော့ဟိုစာဂျပန်စာလေးလာနေတဲ့သူတွေဆိုလို့ရှိရင်ဒါမျိုးစာအုပ်လေးပါတော့လေးမှာ install ပါတော့လေးမှာယူထားတင်ပါတယ်ဒီတစ်ခါတော့မင်းတို့စီမှာ3အုပ်ပဲပါဒီအဲ့လို2တို့3တို့ဟိုစာတော့လေ2တို့3တို့5တို့ဆိုတော့ level ပေါ့နော်မင်းတို့သိတဲ့လောက်တော့ဒီဥစ္စာက level 5ဆိုတာ intermediate level ပေါ့နော်2တွေ3တွေကမြင့်တယ်ဒီ5တွေ6တွေ7တွေဆိုတာလည်းရှိသေးတယ်အဲ့ series မှာအဲ့လိုမျိုးကြတော့သူကနှိမ့်လာတာသူ30ကနေစပြီးတော့ရှိတာဒီလိုပေါ့နော်သူကဒီလိုမျိုးစာအုပ်ကလေးဒါလေးဆိုအဖြေပေါ့နော်အဲ့တော့စာအုပ်တွေကမှတ်စရာမလိုတော့ဘူးရှောက်ချစ်ပြီးတော့မှတ်စရာမလိုတော့တဲ့ခါကျတော့စာအုပ်ကလေးတွေကတော်တော်လေးကိုတတ်ပါတယ်ဒါလေးပေါ့နော်စာအုပ်ကလေးရှိမယ် practice book ကဒီခါတော့3အုပ်ပဲပါတယ်နောက်ပိုင်းမှာ pre order ပြန်ဖွင့်တော့မှားလို့ရတယ်ဒီဥစ္စာကကြတော့ဒါလည်းရှေ့တစ်ခါမင်းတို့ရောင်းမှုတယ်ဒါပေမဲ့ပုံမြင်တော့မတူဘူးပေါ့နော် free Ghana လေးအပြည့်ပါတယ် and 3 level နဲ့စဖတ်လို့ရတယ် super edition novel လေးဒီ novel လေးဆိုတာနာမည်ကြီးပြီးသားနော် anime တွေပါလည်းရှိပြီးသားဆိုတဲ့အခါကျတော့ပြီး3ဆိုလဲ3ကိုတော်တော်ထူတယ်ထူကြီးပဲ200ကျော်စာမျက်နှာ200ကျော်တွေပါရှိတယ်200ကျော်300လေးပါတယ်ဆိုတဲ့အခါကျတော့ဖတ်လို့ရှိရင်လည်းအကြာကြီးပဲဖတ်ရမှာဆိုတော့တန်ပါတယ်နော်ဒါလေးပေါ့နော်ဒါလေးက super edition and 3 level နဲ့စဖတ်လို့ရတယ်မျိုးစားလေးစုံ English or classic novel လေးတွေကJapan classic ပေါ့ဒါဆိုပို့ချင်ဆို Japan classics ပေါ့နော်ဒါဆိုမဲ့ဆိုစိတ်ဆိုင်ငယ်ဒါက Ram Malus ကဒါဆိုင်အိုဆာမွန်ဆန်ဆဲရဲ့ဟာသူဆိုလဲ free Ghana ရဲ့အပြည့်ပါတယ်ဒါအာဂူတာကာဝါရှိတဲ့ခါတော့ရောင်းပြီးသွားပြီဒါနောက်တစ်ခါထပ်ပါလာတာပေါ့နော်အာဂူတာကာဝါစောက်လဲအုံနေပါတယ် free Ghana ပါတယ်ဒါဆိုလဲ free Ghana ပါတယ်ဒါ free Ghana ပါတယ် novel လေးတွေကလည်း
50အုပ်ပေါ့နော်အခုနေပါလာတော့50အုပ်လောက်တော့ရှိတယ်နောက်မှမယ်အကျွန်းလေးတွေရောစီးလေးတွေရောပြီးတော့တော့ပြန်ပြီးတော့ရှင်းတော့တင်ပါအောင်မယ် post တင်ပေါ်မှာကြာအောင်မှာဆိုတော့လည်းပြထားတာကြည့်စင်တဲ့လူတွေကြည့်လို့ရအောင်ပေါ့နော်ဒါကြတော့ဒါဘုံကိုလေးပေါ့ဘုံကို size ဆိုအသေးနည်းနည်းသေးရတော့ရိုးရိုးဆောက်ထက်ဆိုင်တလက်ကင်လေးဝယ်ဖို့တဲ့သူတွေတော့သိပါတယ်အဲ့ပါမယ်ဒါက Hurricane Murakami တောက်နှစ်အုပ်ဒါလေးရရမယ်နောက်မှအညွှန်းလေးရေးပေးမယ်ပေါ့နော်ဒီစာကBungo Street Dog က Bungo Street Dog ကမန်ကလည်းရှင် Novel လည်းရှိရတာ Novel ပေါ့နော် Novel version ဒါ size ဆောင်ငင်းကရှိကာကိုကအကိုရေးရှိမှလည်းပါလာတာဟိုကဘာပေါင်း16000မျိုးနဲ့မှတ်တော့မှန်ပြီးတော့ဒါလည်း setting sun ဒါဆန်းဆောင်ဒါ banana Yoshimoto Sansan တူကူမီသူနဲ့နာမည်ကြီးဒါက National Society Sansan ရဲ့စာအုပ်လေးတွေနော် classic ဆိုတဲ့ကာရာတို့ကိုလို့နော်ဒါတော့နေမှာနော်ပုံကိုတတ်ပြီးသွားရှင်ဒီမှာမန်ကာထဲမှာဒါက OB12 ဒါခုနကတော့ဥစားလေ right your way ပြမန်ကာပေါ့နော်ခုနကဘုံကို site ခဏလေးပါအသေးလေးရကြတော့သူကကြတော့စာရေးပဲပုံမပေါ့ဒီကောင်ကကြတော့မန်ကာဆိုတော့ပုံပါတယ်ဖူရီကနာလည်းပါတယ်တုတ်ထဲလည်းပြီးရဲ့ပေါ့နော်ဒါပါတေးစင်မာစတာတာကခီဆန်လားမသိသူလည်းဟိုနေဖြစ်ပူတယ်နှစ်အုပ်ပါတယ်1 2ဟာဒါ isekai ဟာတယ်နဲ့မန်ကာလေးဒါလေးတအုပ်ဒါကဂန်ကန်ရှိုးချိုနိုဇာကီကွန်ရဲ့ comment anthology ဆိုတာကတော့ထုံးစံတိုင်းနင်းမပါဘူးပေါ့နော်ပုံမှန်မန်ကာပေါ့ normal မန်ကာ series သူ့မန်ကာ series ကဟိုဒီ ongoing ဖြစ်နေတော့မယ်10အုပ်ကျော်ထပ်ပြီးပါဒါသူ့ရဲ့အပြင် series ရဲ့အပြင်ပေါ့နော်တခြားထပ်ပါရဲ့ဟာလေးYurukat အုပ်ပါတယ်သူကျဆက်အုပ်ပါတယ် 20th century boy ကနှစ်အုပ်ပါလားနှစ်အုပ်ပါမယ်ဘာဆက်တအုပ်ပါတယ်36နဲ့ crochet suji က1နဲ့2နှစ်အုပ်ပါမယ်ဒါလေးကတော့မမြင်ဘူးတဲ့အစ်စ်လေးဒါလည်း volume 1တင်တယ်တလုံးတအုပ်ပါတယ်ကာရီကရှင်တနာစု volume 1တအုပ်ပါတယ်ဒါပါတန်ချင်မရှိတယ်အဲ့တအုပ်ပါတယ်ယူစုပါတို့တအုပ်ပါတယ်ဒါလေးကတော့ရောင်းရည်စာနှစ်အုပ်နဲ့ပြီးရဟာလေးသူက site ပို့ကြည့်ရအောင်နင်းထားရင်ထက်ဒီထဲမှာကလာပါလားထဲမှာကလာတော့မပါဘူးဒါလေးနှစ်အုပ်တွေလေးပါမယ်ပြီးတော့ဒီဘက်ကအရှုံးနန်နေတဲ့မှာ one punch man ဟောဒါအမွာကိုရ social good plus က volume လေးတွေကတော့မစုံဒီဥစား6နဲ့4နဲ့ကလန်လေးတော့ဖြစ်နေဟိုစုလက်စာရရှိရဆိုတော့ယူထားလို့ရပါတယ်အမေကြီးခီ3အုပ်တောင်မှာဟဲ့ကြီးခီ0ပဲ3အုပ်ပါတယ်နော်အရင်တော့ဆိုတုတ်ပဲပါတယ်အားမရအောင်ဆိုလို့ရှိရင်ယူထားလိုက်လို့ရပြီဒါကဒီတော့ဒါပါတယ် fan book ဒီအကြောင်းလေးလည်းရေးထားရှိရယ်ပြီးတော့မှတခြားပြန်သင်ပေးမယ်နော်ဒါက fairy tale 1 2haiku ကဒါကဒါအရင်တော့ပေါက်ရစာအုပ်ပဲ animation ခိုက်ပုံဒီဥစားကကြာ haiku ပုံ volume 1 man ခါကွာဒါ haiku ပုံနောက်ထပ် series တစ်ခုပေါ့နော်ဒါက all you need is get ဒီစာအုပ်ကလည်းနှစ်အုပ်ထဲနဲ့ပြီးရယ်1 2နဲ့အပြီးဖြစ်မှာဒါလည်းအရင်တော့ပါဘူးတယ်ဥစား data book ကလေးတွေပေါ့နော် data book နှစ်အုပ်တော့ yellow တို့ဟိုဟာတို့လည်းရှိတယ် red တို့လည်းရှိတယ်အခုရှိတာတော့ green နဲ့ blue deep blue နဲ့ပေါ့နော်နှစ်အုပ်ပြီးဒီမှာ manga လေးဒါလေးကလည်းနှစ်အုပ်နဲ့ပြီးရရှိုးချိုလေးတွေပါFurigana လေးတွေလည်းပါဒါဆိုလည်းတုတ်ထဲအပီးလေးတွေအဲ့တော့တုတ်ထဲအပီးလေးတွေရှားရနေတာတွေ့တော့နေဝယ်ပြီးထားဒါလည်းတုတ်ထဲအပီးလေးဖြစ်မယ်နော်ဒီမှာတော့ Furigana ပါတော့မသိဒါ Furigana ကနည်းနည်းပဲပါတယ်မပါတဲ့ဟာမပါဘူးနော်အမတုတ်ထဲအပီးလေးဖတ်ချင်တဲ့သူတွေအတွက်အဆင်ပြေမှာပါဒီကောင်ကဟိုစာYujo Senki လိုက်နိုပဲသူ့လိုက်နိုပဲလည်းအများကြီးပဲဒါပေမဲ့အခုတော့ volume 1လည်းပါ volume 1ပါအထူးကြီးဖြစ်အောင်တက်လို့ရအောင်ကြည့်ရတယ်လေးလိုက်တယ်ဒါ you novel ဟာကူမို့လို့ဒါ novel လေးတွေကဒါ5 cm per second ပေါ့နော်နောက်ပိုင်းကျရင်ဒါတိစောက်ရတိရလည်းရှိမယ်မရှိရင်လည်း review လေးနဲ့ပြန်ရေးပေးမယ်ပေါ့နော်လိုချင်တာရှိရင်လည်းလာမေးလို့ရဒါလေးကဟိုတလောကပါဘူးကြပြားစာအုပ်တွေတကယ်လူတွေရဲ့ဘဝအကြောင်းရေးထားကြပြစာအုပ်တော်တော်လေးကောင်းပါတယ်စာဖူးဖြစ်ဒါဟိုတလောကလည်းမင်းတို့ရအောင်ဘူးလေ communication နဲ့ဆိုင်တယ် communication skill တူတောင်လို့တဲ့စာအုပ်တွေတော့နှစ်အုပ်ပါတယ်နော်
ဒါလေးရောဒါ psychology ရဲ့ guide to psychology ရဲ့ကဲ psychology ကြောင့်စိတ်ဝင်စားတဲ့သူတွေအတွက်ဒါတော့ဒါလေးလည်းမသိတရားလေးဒီစောင်းလေးလည်းတစ်မျိုးလေးပဲနောက်မှပဲ review လေးတခြားလာပြီးဒါကတော့ novel ပေါ့နော် novel ဟာကပါနဲ့အစာအကြီးအထူကြီး mystery novel ဖြစ်ဖို့များတယ်ထင်တယ် mystery ချင်းဒါက Haruki Murakami Sensei ရဲ့ After Dark နောက်ထပ်ဒါလည်း novel ရယ် romance novel လေးဖြစ်မလားမသိဒါလည်းပဲ novel ပဲဒါလည်းဘာပါစားလဲဒီ novel ထက်လည်းနည်းနည်းကြီးရယ်ပေါ့ကြပြားစားဟုတ်လားပုံမြင်စားဟုတ်လား something ပဲပုံမြင်စားပုံစံဖြစ်ဖို့များတယ်နော်ဒါရပြီးဟိုဘက်ကစောင်းထိုးတွေဖြစ်နေဒီဘက်နေလှမ်းရိုက်တော့စက်ကက်ကလည်းကိုယ်ကခိုင်းတယ်နာလား novel ဒါတိုကျိုဘန်ဝါကဒီနေ့တို့လည်းဟိုနေမယ် novel ပဲအကြီးတွေဟိုဒါ downtown rocket in stock ဟုတ်ပါမယ်ဒါလည်း novel ပဲဒီကောင်လည်း novel ပဲအကြီးရယ်ဒီကောင်ကကြတော့ရုပ်ရှင်ရှိရထင်တယ်ရုပ်ရှင် novelize version ပေါ့နော်အထက်မှာပုံနေနေကွာအဲ့မျိုးလေးနောက်မှအသေးစိတ်လေးပြန်ရိုက်ပြပါမယ်ဒါလေးကြည့်ပြီးတော့လိုချင်တာရှင်းရင်လည်းလာမေးလို့ရပါတယ်ရှင်ဒါလည်း novel manga တုတ်တဲ့အပီးလေးဖြစ်မယ်ဖူရီကားနာလေးပါတယ်နော်ဒီဥစ္စာဒါလေးရောပဲဒါလေးလည်းတုတ်တဲ့အပီးပါတုတ်တဲ့အပီးလေးဒီတစ်ခါတော့တော်တော်များများလေးပါတယ်ရွေးစရာလေးဆုံးဒါတော့တုတ်တဲ့မပြီးဘူး1 2ပဲရှိသေးတယ်โอเคဆက်တော့ကိုဒါကဟိုစားပါလေဒါလေ N3 N4 level ဖတ်လို့ရရှီရိုကူမာကဖေအရင်ချစ်ဖို့ကောင်းတယ်သူကတော့4ဦးလား5ဦးနဲ့ထင်တယ်သူကပြီးရလေ install ကတော့ဒီလောက်ဆက်တုပ်ပဲပါတော့ဗောနော်စမ်းဖတ်ချင်တဲ့သူတွေ N3 level N4 level ဆိုလို့ရှိရင်ပုံလေးလည်းပါတယ် full color လေးလည်းပါတယ်သူ color လေးလည်းပါတယ်ဆိုတော့ဒါလေးလည်းအဆင်ပြေပါတယ်ဒါလည်းတုပ်ထဲအပီးလေးနော်အရင်တော့ဆိုတုပ်ထဲပြီးရ color လေးနဲ့ရှိတယ်ဒီတစ်ခါတော့ black and white လေးနဲ့ပေါ့ကွယ်ဒါလည်းတုပ်ထဲအပီးဒါလည်းတုပ်ထဲအပီးဒီကောင်လည်းတုပ်ထဲအပီးတုပ်ထဲပြီးဒါလည်းနှစ်အုပ်ရှိမယ်ဒီကောင်လေးတုတ်ထဲအပြီးပဲဒီမှာကာလာပါတဲ့ဟာရှိပြီနော်ကာလာပါတဲ့ဟာရှိပြီတုတ်ထဲအပြီးဒီခရိုနိုက်ကိုကလည်းတုတ်ထဲအပြီးရောမဟုတ်ဘူးသူလေဒါပေမဲ့သူကထူကြီးပဲတုတ်ကိုကဲဒီဥစ္စာရောပဲဒါလေးလည်းတုတ်ထဲပြီးသူကလေဟိုစားကာလာတော့မဟုတ်ပြီပဲပုံမှန်ဆို black and white သူက brown လေး chocolate ရောင်လေးအရောင်လေးနည်းနည်းပါတယ်လို့ပြောလို့ရတာပေါ့နော်အဲ့ဒါလေးရှိမယ်ပေါ့နော်တုတ်ထဲပြီးလေးများမယ်တုတ်ထဲမပြီးရဟာလည်းရှိတယ်ပြောတော့ဒီမှာတကယ်အနှစ်တွေအဲ့လဲဆိုတော့ဗာလေအများနဲ့မေးနေကြဟိုတော့ပူကီစာအုပ်လေတော့ပူကီစာအုပ်နော် official ပါ Japan official reprint နေတဲ့အသားကဘလို့မှမတူပါဘူးထဲကပုံစံတွေလည်းမတူဘူးနော်အဖုံးကအစားလို့ထဲကစာရွက်ကအစုံတော့ဆိုအနံ့တော့မတူပါဘူးမစိုးတော်တော်သိတဲ့ second hand လို့သာပြောတယ်အသစ်ဆိုလို့ရှိရင်သူကတော့တအုပ်ကိုတော်တော်ဈေးကြီးရယ်5-6တောင်းကနေပြီးတော့8,000လောက်ထိရှိတဲ့ဟာမျိုးရှိရပေါ့နော်ဒီစောင်းလေးဆိုလည်းနာမည်ကြီးရယ်လို့ပဲခဏမှာနေတော့မြင်မှုရယ် install ကအခုမှပါဘူးဒါဒီကောင်ရောပဲ pre-order တော့မှာပြီးတော့ကြာ double jacket လို့ခေါ်တဲ့အဖုံးနှစ်ထပ်ပါတယ်ဟိုမှာလေဒီကဒါအတွက် original အဖုံးပေါ့နော် original ကပါမှာတော့ဒီနှစ်ထပ်နောက်တစ်ခုအနေနဲ့ထပ်ပြီးတော့နောက်ထပ် second edition တို့ third edition တို့ထုတ်တဲ့ဟာပေါ့နော် best seller စာအုပ်တွေဆိုတဲ့ခါကျတော့တစ်ခါကျရင်အဲ့လိုပဲ original အပြင်ဒီလိုမျိုး double jacket ပေါ့နော် jacket နှစ်ထပ်နဲ့မျိုးထုတ်တယ်ကောလုံး Japan official စာအုပ်တွေပါဒီစာအုပ်ဆိုလည်းအတိုင်းပဲစီပွားတော့မှတဲ့ဒါက original ပုံစံ original စာအုပ်နော်ဒါတစ်ထပ်ထဲပဲဒီကောင်ကကြတော့အဲ့ဒါနောက်ထပ်နောက်တစ်ခါထပ်ထုတ်တဲ့ဟာပေါ့နော် special edition နဲ့ထုတ်တဲ့ဟာကြဟို jacket double jacket နဲ့ဖြစ်သွား jacket နှစ်ထပ်ပေါ့နော်အရင်မိုက်ပါတယ်စောင်းရအသစ်ကြီးပါတန်တယ်သူဆိုလဲတအုပ်ကို 6,000-9,000 လောက်ပေးရမှာအသစ်ဆိုရင် resale ဆိုလို့ရှိရင်တော့တော့မကအောင်တက်တာတယ်စီရဒီကောင်လေးဆိုလဲဒါ +1 cm ဆိုလဲမင်းတို့ခဏမှာပေးပြီးရပေါ့နော်စောင်းကြအထူကြီးပဲအလေးကြီးပဲကောင်းမှာကောင်းဒါ +1 cm series ရဲ့နှစ်အုပ်ပေါ့နော်ထူကြီးပဲဆိုလဲသူဆိုလဲအသစ်ကိုဆိုရှင်9,000-8,000 လောက်ရှိရဲ့ဟာနော်အခု resale ထဲမှာကြတော့ဒီလိုအသစ်နီးပါလဲတက်မယ်ဈေးကလည်းတော့မကောက်ဘူးတက်တာတယ်အဲတော့ဝယ်ပြီးတော့စုချင်တာဖြစ်လက်ဆောင်ပေးချင်တာပဲဖြစ်အဆင်ပြေပါတယ်
ဒါလေးရနောက်မှမင်းတို့တုံးချင်းစီပြန်ပြီးတော့တင်ပေးမယ်ပေါ့နော်ဗီဒီယိုလေးကြည့်ပြီးတော့ကြိုက်လို့ကြိုပြီးတော့ဝယ်ထားခြင်းတဲ့သူတွေလည်းဝယ်ထားလို့ရပါတယ်စီပီမှာဆေးလေးလာမိပြီးတော့ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်